အရွက်နေရာကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်အရွက်ကိုကြတော့မ6 နေရာလေးမှာလောက်ပါတယ်6သွားလို့ရှိရင်လည်း तू ကဒီလိုမျိုးအရာဖော်လို့မရတော့ဘူးเนาะပြီးရင်ကိုကအရွက်ကလေးကိုဘယ်လိုလုပ်ချင်လဲဒီလိုလေးကိုကွေးလေးလိုချင်တယ်ဆိုလို့ရှိရင်6မှာလည်းကိုကွေးလေးရနေပြီးတော့မှသူ့ကိုဖယ်ထုတ်လိုက်เนาะအဲ့ဒါဖယ်ထုတ်ပြီးတော့မှကိုလိုချင်တဲ့နေရာကိုသွားလိုက်เนาะဒါလေးဆို6နေရာလေးပုံစံလေးတွေကိုမှပုံသွင်းတာလေးဖြစ်တယ်เนาะဒါကတော့ဒီနေ့သင်သွားတဲ့ဟာအကုန်လုံးကပါလဲ acrylic flower မှာနှင်းစီအကြွပန်းလေးဖြစ်တယ်เนาะဒါကတော့သင်တန်းရဲ့အခြေခံကနေပေါ့เนาะအဆင့်မြင့်ထိသင်တန်းထဲမှာ VIM class ထဲမှာပါပြီးသားဒါ design တွေပေါ့เนาะဒါကတော့အခုတချို့ကတော့တဘာသာချင်းစီလဲတက်ချင်တဲ့သူတွေလည်းရမယ်ဒါပေါ့ acrylic flower မှာ update သင်တန်းပေါ့เนาะ update ဆိုလို့ရှိရင်လည်းရမယ်ဒါတွေကဒီနေ့သက်သင်ခန်းစာဘာမှအခြေခံရှိစရာမလိုเนาะနားလည်အောင်တေချာသင်ပေးတယ်ဒီမှာဒါဆိုလို့ရှိရင်ပထမရက်ဒီမှာဒါဆိုလို့ရှိရင်သင်တန်းသူရဲ့ပထမရက်လက်ရတရက်ပဲရှိသေးတယ်အခြေခံလုံးဝမရှိတဲ့သင်တန်းသူတရက်ပဲเนาะတရက်ပဲရှိသေးတယ်ဒီမှာကြည့်သူတို့ဆွဲထားတဲ့ပန်းရဲ့အကပ်ပုံစံဘယ်လောက်လှလဲတရက်လေတရက်သေးပဲရှိသေးတယ်ဒါသင်တန်းသူရဲ့လက်ရတရက်သေးဒီမှာဒါသင်တန်းသူရဲ့လက်ရเนาะအဲဒါကြောင့်မလို့ဒီ acrylic flower ကိုတည်တံ့တက်ချင်တဲ့သူများအတွက်လည်းရမယ်เนาะဒါကတော့ဒီနေ့အတွက်ပြီးကန်လေးသင်တန်းသူညီမလေးတို့သင်ပေးဖြစ်တဲ့acrylicဒါတွေအကုန်လုံးကမီးမလိုဘူးပေါ့နော်မီးမလိုဘဲနဲ့တင်ပြထားတဲ့ပန်းတွေပဲဖြစ်တယ်ဒီအဖူးလေးတွေရောဒါတွေအကုန်လုံးကမီးမလိုတဲ့ဟာတွေเนาะဒါမီးတစ်ခုမှမလိုဘူးဒါကဖောင်းကြပန်းဟိုမှာနှင်းစီအကြွပေါ့နော်ဒါမပြီးသေးဘူးပြီးရင်အရွက်တွေထပ်ထည့်ရအောင်ပါပေါ့နော်